ဟောဒီတိုက်ပုံဝစ်တယ်ဆိုတာအမျိုးကုန်ဇာတိကုန်မြင်မာရေးတော်ဗျာကျောင်းသားတွေထဲမှာတော်တော်ကြီးထူးခြားနေသိလားဟာဒါတော့မှနော်ကျုပ်ကနေငံစောင့်ပြီးမပြင်ထားသေးဘူးအဲ့ဒါကြောင့်ထင်တယ်တလန်းတော့ဗျာကောင်မလေးတွေကျွန်တော်တောက်ချက်ကိုကြည့်လာတာဟိုကျုပ်ကြီးနေအောင်မနေတတ်ဘူးငါပေါ်ကြီးနဲ့တူလို့နေမှာကျုပ်ကပြောတာဟေးဘေးရင်ကြားပြီတော့အောင်မဘေးရင်ကြည့်ပြီးအောင်ကျုပ်ကိုဘေးရင်ဆန်များအောင်းမနေလို့လားအဲ့ဒါဆိုဘေးရင်ကြားမှုကလည်းဘာကိစ္စနဲ့ဘေးရင်ဟောဒီလိုရေးထားသေးတယ်ဟင်ဒါဟိုကျုပ်ရဲ့တငယ်ချင်းတွေနောက်ပြီးရေးလိုက်တာရှင်ဝတ်ထားစားထားတာလည်းကြည်အောင်ဒီလိုဝတ်ထားတာဘာဖြစ်လို့လဲဒီမှာအမျိုးကုန်ဇာတိကုန်မြင်မရင်းနေရင်ကျင်းမှုအမွေးနေများအမျိုးသားရေးလက္ခဏာများမပြတ်စီမပပြအောင်ထိမ့်သိမ့်စောင့်ရှောက်နေတာနားလေလားသုံးပါလေကြားလားဟုတ်ကဲ့ပါမယ်အိုးကျုပ်ဟာလေးခဏတော့တိုင်နေဘာကြီးလဲဗျာမဟုတ်ဘူးလေဟိုတီကိုပြောတာအော်ရပါတယ်အေးနာသွားကြည့်လို့အဲ့ကျွန်တော်ဒီနေ့ကြိုက်တာစားနော်ခင်ဗျားတို့ရည်စူးပြီးတော့ကျုပ်လှူတာဒါဒူဟဲ့ဟိုမှာတူကျိုးရနေသမီးဟိုမှာအဲ့ဘာသာမပင်နေတော့လဲဟုတ်ပါစီရဟာပြည့်မဟုတ်ပါโอเคကျွန်တော်လည်းနေပါဦးဗျာဝီတို့ရဲ့ပတ်သက်မှာလေထမင်းလုံးကပေးနေရတယ်အဲ့ကျုပ်ကမစိုးစားလေအဲ့လိုလေးဆွဲပြီးတော့ဟုတ်ပြီရုံးနေရှင်းအောင်အောက်ကဘုံပါလားကျမမြင်လိုက်အဝါရောင်လေးမလားအစင်ကြီးလိုက်တော့ပါလေကျုပ်ကလေကိုဖောက်တွေ့ရောင်တက်လို့ပါဟုတ်ပါတယ်ဗျာကျွန်တော်တကယ်ကြီးရတယ်ဖောက်ထိုးရောင်တက်လို့ပါဟုတ်ပါတယ်မယုံရင်ဒီမှာကြည့်ဒါရှင်ဘာလုပ်တာသိခတ်ပါလားမင်းပြောရဲဒါရက်ခွဲတာမဟုတ်ကျမခိုင်းတော့လုပ်ပေးမယ်ဆိုလို့ရှင်ရှင်ရဲ့အချစ်ကိုကျမပြန်စဉ်းစားမယ်ပါပါလေးပါဟေးမိတော့မသိအောင်လို့ဘာသာတဲ့ကိုချောကလက်ခွတ်ကြည့်ရမယ်သူ့ဖေးအိမ်မှာရှိရတာနဲ့သူ့စီကိုနှင်းစီပဲရအောင်ပို့ပေးရတယ်ဘယ်မိမဆုံးမဖမဆုံးမသားသမီးလက်ဆော့လက်ကမြင်လာတယ်ကွာဒီကောင်ကိုအမှုဖွင့်ပြီးတော့အရေးယူပေးပါဟာဒီကျိုးတော့နေဆိုရင်ငါအလုပ်ဖြစ်မယ်ဟာချမ်းသာကျိုးလေးချောင်းကတက်ပြေဖို့လုပ်နေတယ်ဆောင်းဝီဒါပါတန်ကြာခါတော့တယ်ရှင်ပြီးတော့အဲ့လိုခေါင်းခေါက်လိုက်တာပါဖြစ်တကယ်ရောကြောင်းလို့ပါတကယ်ရောတကယ်ရောလို့ပါအခုတော့ဆန္ဒဖော်ထုတ်နေမှာသက်ဆိုင်ရာခွင့်ပြုချက်ရအောင်ဆန္ဒဖော်ထုတ်မှာအဲ့ဒါကျုပ်ဆန္ဒမဖော်ထုတ်တော့သွားတော့မယ်နော်ဘာဖြစ်လို့လဲမနှုတ်ပါနဲ့မိတယ်အတန်းကျင်နေနောက်ကြောက်မပြတ်မယ်လေမလုံနဲ့လေ